ကဲမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ 2D အောင်ထက် channel မှာကျွန်တော်တို့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော်တို့ပေါက်ကနန်းနေမရယူခင်မှာကျွန်တော်ရဲ့ 2D အောင်ထက်ဆိုတဲ့ 2D YouTube channel လေးကို subscribe မနှိပ်ရသေးရင် subscribe နှိပ်ဖို့အတွက်ကျွန်တော်တို့တောင်းဆိုချင်ပါတယ်ခင်ဗျပြီးတော့ကျွန်တော်တို့ဗီဒီယိုတစ်တွေတင်တိုင်းမှာကျွန်တော်ရဲ့မိတ်ဆွေများချစ်ချင်းသိရှိရအောင် subscribe ပေးနာကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားကြဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ချပြတဲ့ site ကိုတရားကြည့်ပေးကြပါနော်ဒါမှကျွန်တော်ဘယ်လိုတက်သွားလဲဆိုတာကိုကျွန်တော်မိတ်ဆွေများနားလည်နိုင်မှာဖြစ်ပါတယ်ခင်ဗျကဲကျွန်တော်တို့ဒါတွေအားလုံးလုပ်ပြီးပြီဆိုရင်28ရက်10လ2022တောက်ကြနေ့မနက်ပိုင်းအတွက်ကျွန်တော်တို့ပေါက်ကနန်းတွေကိုစတင်ပြီးတော့မှာဖြစ်ပါတယ်12နာရီ10မိနစ်နော်ကဲဒါဆိုရင်ကျွန်တော်တို့ site ဟောင်းလေးကိုကျွန်တော်တို့သွားမယ်နော် site ဟောင်းလေးမှာဆိုရင်ကျွန်တော်တို့ပေါင်းချင်နော်4ရက်3ရက်ပေါင်းကျွန်တော်တို့9ရတယ်ကျွန်တော်တို့တစ်ပတ်မှာတစ် site တစ် site ပြောင်းတယ်เนาะကျွန်တော်တို့ဒီ site မှာမို့ရင်ကျွန်တော်တို့နောက်တစ် site ကိုကျွန်တော်တို့သွားတယ်ကျွန်တော်တို့အကောင်းဆုံးပြန်လည်ပြီးတော့စူးစမ်းပေးထားပါတယ်ခင်ဗျကဲဒါဆိုရင်ကျွန်တော်တို့ site ဟောင်း sorry เนาะ site တစ်လေးကိုကျွန်တော်တို့သွားမယ်เนาะ site တစ်မှာဆိုရင်ကျွန်တော်တို့ crossing ပေါင်းတာပဲဖြစ်ပါတယ်ခင်ဗျ4ရက်2ရက်ပေါင်းเนาะကျွန်တော်တို့6ရတယ်ကဲဒါဆိုရင်ကျွန်တော်တို့ချန်ကနနှလုံးကိုလည်းပေါင်းပေးမယ်3ရက်8ရက်ပေါင်းကျွန်တော်တို့8ရတယ်เนาะကဲဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကိုလည်းကျွန်တော်တို့ crossing ပေါင်းပေးမယ်3ရက်2ရက်ပေါင်းကျွန်တော်တို့9ရပါတယ်sorry နော်3ရက်6ရက်ပေါင်းနော်3ရက်6ရက်ပေါင်းကျွန်တော်တို့9ရတယ်ကဲဒါဆိုရင်ကျွန်တော်တို့ကြံကနန်းနှလုံးကိုလည်းပေါင်းပေးမယ်9ရက်1ရက်ပေါင်းကျွန်တော်တို့6ရပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ကနန်းလေးကိုအရင်စီထုတ်ပါမယ်ခင်ဗျပထမဆုံးကျွန်တော်တို့3ကိုကြည့်မယ်ဆိုရင်3မှာတစ်လုံး2လုံး3မှာဆိုရင်ကျွန်တော်2လုံးတွေ့တယ်နော်ကဲဒါဆိုရင်ကျွန်တော်တို့9ကိုကြည့်မယ်9မှာဆိုရင်တစ်လုံး2လုံး3လုံး4လုံးနော်9မှာဆိုရင်ကျွန်တော်တို့4လုံးတွေ့တယ်ကဲဒါဆိုရင်ကျွန်တော်တို့9ကိုကြည့်မယ်နော်9မှာဆိုရင်တစ်လုံး2လုံး3လုံး4လုံး4လုံး5လုံးနော်9မှာဆိုရင်ကျွန်တော်တို့5လုံးတွေ့တယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီအခုစီထုတ်ထားတဲ့ကဏ္ဍကိုကျွန်တော်တို့ပြန်ပေါင်းသေးတယ်နော်ကျွန်တော်မိတ်ဆွေများကိုကျွန်တော်မပေါင်းပြတော့ဘူးနော်ချိန်ကြာအောင်မဆိုလို့ကဲအခုဒါဆိုရင်ကျွန်တော်ရထားတဲ့ကဏ္ဍကိုပဲကျွန်တော်ရဲ့မိတ်ဆွေများကိုကျွန်တော်ချပြပါတော့မယ်ခင်ဗျကဲဒါဆိုရင်ကျွန်တော်တို့ကီးရဲ့ one chain ကိုကျွန်တော်တို့သွားပါမယ်နော်ကျွန်တော်ရဲ့ပတ်တီလည်းအောင်မြင်လာတော့3ရက်ရှိပြီနော်ကဲဒါဆိုရင်ကျွန်တော်တို့ကီးရဲ့ one chain ကိုသွားပါမယ်ကီးမှာဆိုရင်တော့ကျွန်တော်တို့9-3ခုပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ခုနတော့ပြန်ချပြထားတဲ့ကဏ္ဍလေးပဲနော်9-3ခုပဲဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့1 chain နေကို1 chain သွားမယ်နော်1ဆိုတာ1 chain ကိုပြောတာနော်1 chain မှာဆိုရင်39ပဲဖြစ်ပါတယ်3ရဲ့9ရဲ့တစ်လုံးရဲ့ပဲ39တစ်လုံးပဲဖြစ်ပါတယ်ခင်ဗျကဲဒါဆိုရင်ကျွန်တော်တို့ main ကွက်ကြည့်မယ်နော်main ကွက်မှာဆိုရင်ကျွန်တော်တို့39ရဲ့
59ရဲ့35ရဲ့ပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ကတော့39နဲ့59နဲ့ကိုကျွန်တော်ဒီမနက်ပတ်မှာပို့ကြိုက်တယ်နော်ကဲဒါဆိုရင်ကျွန်တော်တို့ပတ်တီလေးသွားမယ်နော်39နဲ့59နဲ့တတိထားပါကဲဒါဆိုရင်ကျွန်တော်တို့ပတ်တီလေးကြည့်အောင်ခင်ဗျပတ်တီမှာဆိုရင်ကျွန်တော်တို့ဒီမနက်ပတ်ပေးရမှာကတော့3နဲ့5နဲ့ကိုပတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျ3နဲ့5နဲ့အပေါ်မှာလည်းပါထားဖို့ရနော် main ခွက်ထဲမှာလည်းနှလုံးလုံးတော့လှပါတယ်ခင်ဗျဒီမနက်လေးမှာနော်3နဲ့5နဲ့ကဲဒါဆိုရင်ကျွန်တော်တို့အရန်သွားမယ်နော်အရန်ကတော့ကျွန်တော်ရဲ့မိတ်ဆွေများကြိုက်မှလည်းထိုးပါခင်ဗျရမှာဆိုရင်36ရဲ့9ခိုရဲ့69ရဲ့9ခိုရဲ့ပဲဖြစ်ပါတယ်ခင်ဗျဒီမနက်မှာတော့3သလုံး5သလုံးနော်အပိုင်ပဲဆွဲလိုက်ပါတော့ခင်ဗျကျွန်တော်မိတ်ဆွေများနော်ကဲကျွန်တော်အခုချပြတဲ့ကဏ္ဍကိုကျွန်တော်မိတ်ဆွေများအကုန်ထိုးဖို့မလိုနော်ကိုကြိုက်ရဲ့ကဏ္ဍကိုကိုရေးထိုးကြပါခင်ဗျကဲကျွန်တော်ရဲ့2D အောင်ထက် channel ကိုအားပေးတဲ့မိတ်ဆွေများတယောက်ချီစီတိုင်းကိုကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဒီမနက်မှာကျွန်တော်ရဲ့ပောက်ကွက်နဲ့တူတူကျွန်တော်အပိတ်နဲ့နော်အပိတ်နဲ့မနက်မှာကျွန်တော်ပောက်ကွက်နဲ့တူတူကျွန်တော်မိတ်ဆွေများအားလုံးပဲအခြေကြီးမိပါစေလို့ကျွန်တော်ဆုမကောင်းတောင်းလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲကံကောင်းကြပါစေ